ဒီပေါ်မေးမင်္ဂလာဆောင်ပွဲမှာစုဖျားလက်ရောက်ချလာပြီးတော့သူတို့နှစ်ယောက်ကြားမှာဝင်ထိုင်ဖို့သူ့အမကိုဟိုဖက်တိုးဆိုပြီးဖယ်ခိုင်းလိုက်တာစုဖျားကြီးကဖယ်ပေးလိုက်တဲ့အပြင်ထူးဆန်းတာကစိတ်တူနေရမယ့်အစားလုံးဝကိုအရှုံးပေးတဲ့မျက်နှာကြီးဖြစ်နေတယ်လို့ဒီပေါ်မင်းကလည်းသူ့ရဲ့လက်ကိုဘယ်နှမှထားရမှန်းမသိတော့အောင်စုဖျားလက်ကိုထိတ်လန့်နေတာအကြောင်းရင်းကသူမမိခင်စင်ဖြူမရှင်ဟာအားလုံးကိုခေါ်ပြီးတော့ဘေးမှာထိုင်ကြည့်ခိုင်းကမင်းသားတယောက်ချင်းစီကိုငရဲပြည်ပြဇက်ပုံစံမျိုးစီရင်ပြတာအစိုးဆုံးကမြုပ်နှံထားတဲ့မြေကျွင်းဟာတလကြာမှာဘာကြောင့်မှမသိဘဲနဲ့ဖောင်းတက်လာတာကြောင့်စင်နဲ့နေပြီးတော့မြေပြန်ညှိရတဲ့အထိရာဇဝင်ရိုင်းခဲ့တာပါပြီးတော့စုဖျားလက်အခုလိုဝင်ထိုင်တာကမိခင်စင်ဖြူမရှင်လုတ်ခဲ့တာကိုအတူယူလိုက်တာဖြစ်တဲ့နန်းကြဘရင်ရဲ့တမီးဖြစ်နေတာကြောင့်မျက်နှာငယ်နေတဲ့စင်ဖြူမရှင်ကိုမိဖုရားခေါင်ဖြစ်တဲ့စัจ जा ဒေဝီဟာသူမကိုကောက်ယူမွေးစားလိုက်ပြီးတမီးလိုတဘောထားရုံမကဘဲနဲ့ယောက်ျားဖြစ်သူမင်းသုံးမင်းနဲ့တော့ပေးစားလိုက်ပြီးတော့မိဖုရားအဖြစ်တောင်တင်မြောက်ပေးခဲ့တာအဲ့ဒါတော့မကျေနပ်နိုင်သေးပဲတမီးတော်တွေနားထွင်းတဲ့မင်္ဂလာပွဲမှာမိဖုရားခေါင်နာထိုင်တဲ့ပလင်ဘော်ကိုစင်ဖြူမရှင်ကတက်လာပြီးပေါ်တင်ဝင်ထိုင်လိုက်တယ်အခုလိုဖြန်ကြားတဲ့လုပ်ရက်ကိုမင်းသုံးမင်းဆဲဆိုကြိမ်မောင်းတော့ဘယ်လိုမျက်နှာချိုတွေးလိုက်တယ်လဲဆိုရင်နားထွင်းတော့ကိုကြည်ချင်လို့ပါတော့တဲ့စัจ जा ဒေဝီမိဖုရားခေါင်ဘာမှမပြောပေမဲ့အဲ့အချိန်ကစပြီးစင်ဖြူမရှင်တယောက်တည်းနဲ့ကျန်တဲ့မိဖုရားတစ်ဖွဲ့လုံးထိတ်တိုက်တွေးကြပါရောမိဖုရားတစ်ဖွဲ့လုံးမင်းသုံးမင်းစီရောက်ရှိလာပြီးတော့စင်ဖြူမရှင်နာမိဖုရားခေါင်ဖြစ်လာမယ်ဆိုရင်အရင်ဆုံးဒုက္ခရောက်မှာကသူတို့တွေပဲဖြစ်တာကြောင့်လုံးဝကိုမပေးဖို့ဝိုင်းသားကြတယ်ဒါကြောင့်မိဖုရားခေါင်နေရာမပေးတော့ပဲသူမကိုနှစ်သိမ့်တဲ့အနေနဲ့ရှားပါစင်ဖြူမတကောင်ပေးအပ်လိုက်တာကြောင့်စင်ဖြူမရှင်ဆိုပြီးနာမည်တွင်သွားတာအမှန်တော့အဲ့ဒီစင်ဖြူဟာအဖြူရောင်မဟုတ်ပဲအရေပြားယောဂတစ်ခုခုကြောင့်အပန်းရောင်ဖြစ်သွားရတာအဲ့ဒီယောဂတဲ့စင်ကြီးကိုအဖြူရောင်ပါဆိုပြီးတော့တန်ရောင်လိုက်ကြတဲ့အပြင်အပစားပေးခဲ့တာကြောင့်စင်ဖြူမရှင်ဟာဘ누구ကိုမှလူမထင်တော့ပဲနဲ့အားလုံးကိုချနင်းတော့မှာပါအရင်ဆုံးသူ့ကိုပိတ်ပင်ခဲ့တဲ့မိဖုရားတွေကိုရန်ညိုးဖွဲ့ကလက်သုံးပြန်ဖို့အတွက်တိုင်သားအမတ်ကြီးနဲ့နန်းတွင်းအမှုထမ်းတွေကိုလိုက်လံတိမ်သွင်းပြီးတော့နန်းတော်ကိုထိန်းချုပ်ဖို့စလုပ်တယ်မင်းသုံးမင်းကန်ကုန်တော့မဲ့အချိန်မှာမင်းကြီးနောက်ဆုံးမှစရာရှိတယ်ဆိုပြီးစင်ဖြူမရှင်ကမင်းသားအားလုံးကိုစင့်ခေါ်လိုက်တယ်မင်းသားတွေကနန်းမွေရချင်တဲ့ဇောနဲ့ကမန်ကနန်ရောက်ရှိလာကြတဲ့အပြင်ဘာဖြစ်လို့အသားလေးကွိခနဲ့အဖမ်းခံရပြီးတော့အုတ်ခနဲ့ဇက်သိမ်းသွားရတာလဲသူတို့တွေဟာငယ်စဉ်ကတည်းကစစ်ရေးပညာရေးတိုင်းပညာတွေကိုအကောင်းဆုံးကျောင်းနဲ့ဆရာပေါင်းစုံအောက်မှာသင်ကြားတက်မြောက်ခဲ့သူတွေဖြစ်တယ်ဒါပေမဲ့သူတို့မေ့နေတာတခုကနန်းထဲမှာလှုပ်ကြံပြီးဆိုရင်ပေါ်တင်မဲဆိုတာသူတို့ကိုယ်တိုင်နှစ်ကြိမ်တိတိမြင်တွေ့ခဲ့ပြီးပြီဖြစ်တယ်မင်းသုံးမင်းကနောင်မင်းသားညီနောင်နှစ်ယောက်ဟာစစ်သူကြီးဖြစ်နေတုန်းကသူတို့ဘရင်ကိုပုံကန်ခဲ့တာဖြစ်ပြီးရွှေဘိုမှာအရင်လူစုပြီးတော့နန်းတော်အထိခြေသက်သိမ်းပိုက်ကဘရင်တက်လုံနေတာဖြစ်တယ်ညီတော်ကနောင်မင်းသားကလည်းအင်ရှစ်ဆန်ဖြစ်လာပြီးတဲ့နောက်သူတို့နေရာကိုပြန်လူမဲ့နောက်ထပ်ညီနောင်နှစ်ယောက်ပေါ်ပေါက်လာပြန်ရော